Hello ကိုတဲလေးအားလုံးမင်္ဂလာပါရှင်လို့ဒီနေ့ကတော့ပေါ့နော်နည်းနည်းလေးပြောစရာလေးရှိလို့ပေါ့နော်ပြောစရာလေးရှိလို့ဆိုတာထဲပေါ့နော်ကိုယ့်ရဲ့ဦးနှောက်ဉာဏ်နဲ့ကိုယ့်ရဲ့အသိဉာဏ်နဲ့ပေါ့နော်ရှင်းရှင်းပြီးတော့ယုံကြဖို့ပြောချင်တာအခု TikTok တွေမှာကစားနေရမလား social media တွေမှာဟောလေ DP ကိုDP နဲ့တွေးလိုက်မှပဲ iPhone တွေကင်သွား iPhone တွေကင်နိုင်တယ်တို့သိန်း100ကင်နိုင်တယ်တို့သိန်း30ကင်နိုင်တယ်တို့ပေါ့နော် digital product ပေါ့နော် DP ဆိုတာတင်တန်းနေသူလဲကြားဖြတ်နေတစ်မျိုးလို့ပဲထင်နေပေါ့နော် Telegram ကိုခေါ်တယ်တင်တန်းချင်း2000ဝယ်3000နေပေါ့နော်တယောက်နဲ့လူအယောက်ပေါင်း6000 9000လောက်တွက်ကြည့်လိုက်ပေါ့နော်ဝင်လိုက်တဲ့လူတွေကဘာတွေတက်သွားလဲဆိုရင်တော့ဘာမှမတက်ပါဘူးဘာမှမသိပဲနဲ့တလိုက်ကြလဲနဲ့တတိုင်းလေထွက်ပြီးတော့ပဲပေါ့နော်ကြံနေခဲ့မှာဘာမှမသိတဲ့လူကိုတွားပြီးတော့အဲ့ဒီအကြောင်းတွေပြောတော့လုံးဝအရှိခံကမသိတဲ့လူကစအဲ့ဒီထဲရောက်သွားရင်ဘာနားလဲမယ်လို့ထင်လဲကြုံဘူးလားကျမတို့စီကလူတွေကပေါ့နော်ကို့မြန်မာအချင်းချင်းပဲပြန်ပြီးတော့ကြားဖြတ်နေလုံနေကြတာအချင်းချင်းလေမရှိပါဘူးဆိုမှပဲခေါင်းပုံဖြတ်တဲ့လူကပို့ပြီးတော့စိုးနေကြတာတကယ်လားပဲသူ330ကင်လိုက်တာသူ330ကင်နိုင်တာသူ iPhone ကြီးကင်နိုင်တာဒီ DP တွေကိုဝင်လိုက်လို့တကယ်လားပဲဆိုပြီးတော့ကျမလည်းဝင်ချင်တယ်တွားပြီးတော့ဝင်လိုက်တယ်ဥပမာပေါ့နော်တကယ်မဟုတ်ဘူးနော်တကယ်မရဘူးသူတို့ပြနေတဲ့ပတ်စံတွေဆိုတာလည်းတကယ်မဟုတ်ဘူးနော်တွားပြီးတော့မဝင်လိုက်နဲ့ရောကိုယ့်ရဲ့ပတ်စံတွေရောကိုယ့်ရဲ့အရှိန်တွေတော့ပါကုန်အောင်မယ်ဒါကတော့ကိုယ့်ဘာသာကိုချင့်ချိန်ပြီးတော့ပဲပေါ့နော်လုံးကြီးမလုံးပါနဲ့လို့တော့မပြောဘူးကိုယ့်ရှိရပတ်စံမပါခြင်းဘူးဆိုရင်တော့လည်းမလုံးနဲ့ပေါ့နော်နောက်ဆုံးရလိုက်မယ်ရလက်ကဘာလဲဆိုတာကိုပြန်ပြီးတော့တွေးကြပါနော်ဖြစ်နိုင်မဖြစ်နိုင်ဒါဆိုရင်လူတိုင်းစီးပွားရေးလုပ်ငန်းရှင်တွေတိုင်းစီးပွားရေးတွေလုံးမနေတော့အဲ့ဒါတွေပဲထိုင်လုံးနေအောင်လွယ်ရတာလေဟုတ်တယ်မလားစီးပွားရေးလုပ်တယ်ဦးနောက်တွေရှုပ်ခေါင်းစားနေအောင်မယ်နော်သူတို့ကဘာမှခေါင်းစားစရာမလိုလေ AI နေသုံးကြပါ AI သုံးပြီးကြိုက်တာဘာကိုလေ့လာကြတော့အကုန်လေ့လာလို့ရတယ်ဒီလိုမျိုးလေးဒါလေးခေါင်းသုံးဆိုတာနော်တွေးကြပါပြောပြရင်လည်းကျမတကြအကုန်လုံးတစ်ဖွဲ့လိုက်တကြဝိုင်းပြီးတော့ကြိုက်ကြအောင်မယ်နော်အရှင်းမလုပ်ကြပါနဲ့လို့